ကြည့်နော်ဖဏစီးပြီးတော့စေတီအပေါ်ကိုတတ်တာအဲ့ဒီလောက်ရက်ကိုမြင်တော့ဝဇီရဗုဒ္ဓတီကာဤအဆိုကိုတွားပြီးတတိရပါတယ်ဝဇီရဗုဒ္ဓတီကာမှာဘာဆိုထားတယ်လဲဆိုရင်ကမ္မာပရာဒတတ္တာနံဝိနာတိပိစုပတ္ထိတေအနယောနယရူပေနဗုဒ္ဓမာကံမြတိတ္တတိကမ္မာပရာဒတတ္တာနံကုသိုလ်ကံချွတ်ချော်ခြင်းသို့ဆက်ရောက်၍နေကြကုန်သောတတ္တာနံတတ္တဝါတို့မှာဝိနာတိပျက်စီးဖို့ရန်သည်ပိစုပတ္ထိတေဥတည်၍လာပြီဆိုရင်အနယောနီးလွဲနီးမားတို့သည်နယရူပေနနီးမှန်လမ်းမှန်အဖြစ်ဗုဒ္ဓိန်ကြီးပွားမိအခွင့်လန်းတွေကိုဗုဒ္ဓိန်အသိဉာဏ်တွေကိုအကံမြနင်းနယ်ဖြစ်စည်း၍တိဋ္ဌတိတီလာဤလို့ဆိုထားပါတယ်ဆိုလိုတာကတတ္တဝါတွေဟာပျက်စီးဖို့ဥတည်လာပြီဆိုရင်နီးလွဲနီးမားတွေဟာနီးမှန်လမ်းမှန်ဟန်ဆောင်ပြီးတော့ကြီးပွားမိအခွင့်လန်းတွေကိုဖြစ်စည်းလာတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်အခုလိုမလုတ်တဲ့မလုတ်ထိုက်တာတွေကိုလှုပ်လာကြတာဟာပျက်စီးဖို့ဥတည်လာခြင်းဖြစ်ပါတယ်ဒီလိုလှုပ်တာတွေကိုအားပေးအားမြောက်လှုပ်တဲ့လူတွေလည်းရှိပါတယ်မကောင်းမှုဆိုတာဟာကိုယ်တိုင်ကျူးလွန်မှမဟုတ်ပါဘူးမကောင်းမှုလုပ်နေတဲ့လူကိုအားပေးအားမြောက်လုပ်ခြင်းဟာလည်းပဲမကောင်းမှုကိုကျူးလွန်တာပဲဖြစ်ပါတယ်အဲ့ဒီမကောင်းမှုကျူးလွန်တဲ့လူမကောင်းကျိုးခံစားရပြီဆိုရင်အားပေးအားမြောက်လုပ်တဲ့လူတွေလည်းထိုမကောင်းမှုရဲ့အကျိုးဆက်ကိုခံစားရမှာဖြစ်ပါတယ်ဒါကြောင့်ဒီလိုလုပ်ရမျိုးတွေကိုအားပေးအားမြောက်မလုပ်ကြပါနဲ့တွေ့ပြီဆိုရင်ကဲ့ရဲ့ရှုံချပြီးတော့အပြစ်တင်ကြပါမလုပ်တဲ့မလုပ်ထိုက်တာတွေကိုမလုပ်ဖို့တားမြစ်ပေးကြပါလို့ပြောချင်ပါတယ်နော်အားလုံးပဲမင်္ဂလာပါဟိုတလောတုန်းကစီဒီအပေါ်ကိုဖနက်နဲ့တက်တဲ့မိန်းကလေးဟာပြန်ပြီးတောင်းပန်တယ်လို့တဆင့်ကြားသိရပါတယ်အဇာတသမင်းမြတ်စွာဘုရားထံရောက်တဲ့အခါမှာဘုန်းတော်အလွန်တရာကြီးမြတ်တော်မူသောမြတ်စွာဘုရားအဖတတ်မိတဲ့ကံကြောင့်တောကဖီးဆီးနေပါတယ်ထိုအပြစ်တို့ကိုတီးခံခွင့်လွှတ်ပေးတော်မူပါလို့မြတ်စွာဘုရားထံမှာတောင်းပန်လျှောက်ထားပါတယ်အဲ့ဒီအခါမှာမြတ်စွာဘုရားကမင်းတရားအမှားကိုအမှားမှန်သိ၍ဝန်ချတောင်းပန်ခြင်းဟာနောက်တစ်ချိန်ကြီးပွားခြင်း၏အကြောင်းဖြစ်တယ်လို့ဟောကြားတော်မူပါတယ်အခုလည်းပဲဒကမာလေးကအမှားကိုအမှားမှန်သိလို့ဝန်ချတောင်းပန်လိုက်တော်လဲပဲတဘောထားကြီးတဲ့ပုဂ္ဂိုလ်တွေကခွင့်လွှတ်ကြေးပေးကြပေမဲ့ယထုပစိတ်တံကမ္မံဖလံအတ္တတဝါနဝိနန္တိဆိုတဲ့အတိုင်းကောင်းကောင်းဆိုးဆိုးအကြောင်းကံတစ်ခုကိုပြုမိပြီဆိုရင်အဲ့ဒီကံကကြီးလေးတဲ့ကံဖြစ်နေပါကအကျိုးပေးခွင့်ပါမယ်ဆိုရင်အကျိုးပေးပါလိမ့်မယ်အခုဒကမာလေးပြုထားတဲ့ကံကကြီးလေးတဲ့ကံဖြစ်နေတာကြောင့်ဒီကံဟာအကျိုးပေးခွင့်ပါမယ်ဆိုရင်ဒကမာလေးကိုအကျိုးပေးပါလိမ့်မယ်ဒီကံအကျိုးပေးခွင့်မသာအောင်ဒကမာလေးအနေနဲ့ကုသိုလ်ကောင်းမှုများများလုပ်ပါနောက်ဒီလိုမျိုးအလားတူအမှားတွေကိုထပ်ပြီးတော့မကျူးလွန်မိအောင်တတိနဲ့ထိမ့်သိမ်းစောင့်ရှောက်ပါနောက်ပုဂ္ဂိုလ်တွေကလည်းပဲဒီဖြစ်ရက်ကိုကြည့်ပြီးတော့တန်ဝေကယူ၍ဒီလိုအမှားမျိုးမမှားမိအောင်တတိနဲ့ဆင်ခြင်၍ထိမ့်သိမ်းနေထိုင်ကြပါလို့ပြောကြပါတယ်နော်